အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအခုတစ်ခါကျွန်တော်ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့နှကမ်းမွေးနဲ့မင်းသမီးလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ထာယာလပါတဲ့နေ့လေးတစ်နေ့မှာပေါ့ကွယ်အပေအွန်လိုင်းလုံးနေကြတဲ့မှာတင်မောတစ်စင်းရွယ်လွင်လို့နေပါတယ်။အဲ့ဒီတင်မောပေါ်မှာတော့ကင်ညာနိုင်ငံရဲ့မင်းသားနဲ့မင်းသမီးဖြစ်တဲ့အမွာမောင်နှမနှစ်ယောက်လိုက်ပါလာခဲ့ပါတယ်။အကိုဖြစ်သူရဲ့နာမည်ကတီဟာဖြစ်ပြီးတော့ညီမဖြစ်သူရဲ့နာမည်ကတီတာဖြစ်ပါတယ်။သူတို့မောင်နှမနှစ်ယောက်ကအားလေးရဲ့အပန်းဖြေခီးထွက်ပြီးတော့အိမ်ကိုပြန်လာကြတာပဲဖြစ်ပါတယ်။အကိုဖြစ်တဲ့သူကအိမ်မပြန်ရှင်သေးကြောင်းညီမလေးကိုပြောနေပေမဲ့ညီမဖြစ်သူကတော့ဟိုးဝေးမှာလမ်းမိနေရတဲ့ဆိုဖီယာနိုင်ငံကိုငေးကြည့်နေခဲ့ပါတယ်။ကိုဖြစ်သူကမင်းလမ်းတစ်လျှောက်လုံးဆိုဖီယာနိုင်ငံကိုပဲဘာဖြစ်လို့ကြည့်နေရတာလဲ။အဲ့ဒီနိုင်ငံမှာမင်းကိုဆွဲဆောင်ထားတဲ့အရာတစ်ခုခုများရှိနေလို့လား။ဟုတ်တယ်။ဆိုဖီယာနိုင်ငံမှာရှိတဲ့ဘယင်ကြီးနန္ဒကိုငါကသဘောကျနေရလေ။သူကငယ်ရွယ်ပြီးအယမ်းခံကြတာပဲ။အကိုဖြစ်သူကတော့မင်းမသိသေးဘူးတင်နေ။အဲ့ဒီဘယင်ကမျိုးစားကြီးရဲ့သမီးထွေးထွေးကိုသဘောကျနေတာလို့ပြောလိုက်ပါတယ်။အဲ့ဒီခါမှာတော့တီတာကစိတ်တူသွားပြီးတော့နင့်ကိုဒီစကားတွေဘယ်သူပြောလိုက်တာလဲ။သူ့ရဲ့ညီမစိတ်တူသွားတဲ့အတွက်အကိုဖြစ်သူကတော့ဒါကကောလာဟာလာတွေပါလူတွေကဒီတိုင်းပြောနေကြတာပါလို့ညီမဖြစ်သူကိုပြောပါတယ်ညီမဖြစ်သူကတော့နန္ဒကြီးကျမရှင်နဲ့အရင်တွေ့ကျင်တာပဲလို့អော်လိုက်ပါတယ်အကိုဖြစ်သူကတော့အိမ်မပြန်ချင်သေးတဲ့အတွက်တီခီကိုမပြီးဆုံးစေဖို့ဆူတောင်းလိုက်ပါတယ်တိုင်းဆိုင်စွာနဲ့ပဲသူ့ရဲ့ဆူတောင်းတွေကတကယ်ပြည်သွားခဲ့ပါတယ်တိတ်မကြခင်ချိန်တွင်းမှာပဲမုန်တိုင်းတစ်ခုတိုက်လာခဲ့ပြီးတော့တင်းမောပေါ်မှာပါတဲ့လူတွေအကုန်လုံးပင်လယ်ထဲမှာမျောပါသွားခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မနေ့ရောက်မှာတော့သူတို့မောင်နှမနှစ်ယောက်ဟာကန်းဆက်တစ်ခုကိုရောက်နေခဲ့ပါတယ်ကံကောင်းစွာနဲ့သူတို့ရောက်နေတဲ့နေရာကတော့ဆိုဖီယာနိုင်ငံဖြစ်နေပါတယ်အကိုဖြစ်သူကတော့ညီမလေးမောင်တိုင်းကတော့တို့မောင်နှမနှစ်ယောက်ကိုကန်းဆက်ပေါ်ရောက်အောင်လို့တင်ပေးလိုက်တာပဲငါတို့ခုရောက်နေတာကဆိုဖီယာနိုင်ငံထဲမှာဖြစ်မယ်တီတာကတော့အကိုဖြစ်သူရဲ့စကားကိုကြားပြီးပါလေဆိုဖီယာနိုင်ငံနဲ့လားဒါဆိုရင်နန္ဒဘရင်ရှိရဲ့နိုင်ငံပေါ့အကိုဖြစ်တဲ့သူကတော့ညီမလေးငါတို့တော့ကန်ကောင်းတာပဲဟမ်အကိုပါကိုဆိုလိုတာလေနင်ကနန္ဒဘရင်နဲ့တွေ့ချင်နေရလေပြီးတော့ငါကလည်းအိမ်မပြန်ချင်သေးတော့ငါတို့နှစ်ယောက်စလုံးအတွက်အဆင်ပြေသွားတာပေါ့ဘလို့ပဲဖြစ်ဖြစ်အဖေကတော့အနည်းနဲ့အမြန်ငါတို့ကိုသင်းမောနဲ့လာခေါ်မှာပါအဲ့ဒီမတိုင်ခင်အချိန်ထိငါတို့နဲ့သက်ဆိုင်တဲ့ကိစ္စတွေကိုလုပ်ကြမယ်ဟိအဲ့လိုနဲ့သူတို့မောင်နှမနှစ်ယောက်ကအသီးသီးထွက်ခွာသွားခဲ့ကြပါတယ်အကိုဖြစ်သူတီဟာကတော့သူ့ဘာသာပြောရှင်ဖို့အတွက်အချိန်သိမ့်မရွေးလိုက်ရပေမဲ့ညီမဖြစ်သူတီတာကတော့တယောက်တည်းဒုက္ခတွေများနေခဲ့ပါတယ်ဆိုဖီယာနိုင်ငံရဲ့နန်းတော်ကတက္ကဆောက်ကိုတီတာကဒီမှာကျေးဇူးပြုပြီးတော့နန္ဒဘရင်ကိုကင်ညာနိုင်ငံရဲ့မင်းသမီးလေးတီတာရောက်နေတဲ့အတွက်လာကြိုဖို့ပြောပြပါလို့ပြောလိုက်ပါတယ်တညာလုံးမုံတိုင်းမိလာတဲ့အတွက်မင်းသမီးလေးကဖေးဖေးနဲ့ရှည်တွေလေးဆိုရွှဲနေခဲ့ပါတယ်တကယ်ဆောင်ကြီးကတော့တီတာကိုခေါင်းစချေဆုံးတိချကြည့်ပြီးတော့ဗာလေမင်းကမင်းသမီးရဲ့လားသွားဒါကနန်းတော်ရဲ့ဝင်မောက်ကွာမင်းတို့လိုတာမန်မျိုးသမီးတွေမဟုတ်ဘူးမင်းသမီးလေးကတော့အရှက်စိတ်ကြောင့်မျက်နှာတစ်ခုလုံးหนีရဲလာခဲ့ပါတယ်ဒါပေမဲ့လည်းဒီနေရာမှာတကယ်ဆောင်မပြောနဲ့ဘရင်ကြီးကတော့သူမကိုတီးမှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်သူမကတော့ဘရင်ကြီးနဲ့တွေ့ဖို့ဘယ်လိုလုပ်ရမလဲဆိုတာကိုတွေးနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲသူမရဲ့ရှေ့ကနေတော်ဝင်သမန်တော်ဖြစ်ရွေးချယ်ခံရတဲ့သူတွေကိုနန်းတော်ရဲ့ဝင်ခွင့်ပေးတာသူမကတွေးလိုက်ပါတယ်ညံကောင်းလုံးနဲ့တီတာကမြို့ထဲမှာရှိတဲ့ဆိုင်တစ်ဆိုင်မှာအဝေးစားတချို့နဲ့စပင်တုနှကမ်းမွေတုတို့ကိုကသူမကိုသူမရှုပ်ဖြတ်လိုက်ပါတယ်ယောက်ျားတစ်ယောက်လိုရုပ်ပြောင်းရုပ်လေးလှုပ်ထားတဲ့သူမရဲ့ပုံစံကသူမရဲ့ကိုယ်တီဟာနဲ့တပုံစံနဲ့တူနေခဲ့ပါတယ်သူမကတော့သူမစိတ်တိုက်ပြင်ဆင်ပြီးသွားတဲ့အခါမှာနန်းတော်တကားဝါကိုသွားပြီးတော့တကယ်ဆောင်ကြီးကိုဒီမှာတော်ဝင်တမန်တော်လစ်လက်နေတယ်လို့ကြားမိလို့ပါအဲ့ဒီခါမှာတော့တကယ်ဆောင်ကြီးကဘာမှမမေ့ရော့ဘဲနဲ့နန်းတော်လေးကိုဝင်ခွင့်ပေးလိုက်ပါတယ်တီတာကတော့နန္ဒဘရင်ကြီးရဲ့ရှေ့ကိုရောက်တဲ့နေ့သူရှင်တွင်ရန်ခုန်နေခဲ့ပါတယ်ဘရင်ကြီးကမင်းနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်ပါတယ်သူမကတော့တီတာအဲ့လေမဟုတ်ပါဘူးတီဟာပါကောင်းပြီတီဟာကြီး
မင်းကငါ့ရဲ့တော်ဝင်သမန်တော်အသစ်ဖြစ်သွားပြီငါ့ရဲ့နောက်ကိုလိုက်ခဲ့ပါမင်းကြီးကသူ့ရဲ့စာပတ်ခန်းလေးကိုသီရကိုခေါ်သွားခဲ့ပြီးစာတစ်စောင်ကိုကမ်းမိလိုက်ပါတယ်မင်းကြီးစာကိုမြို့စားကြီးရဲ့သမီးထွေးထွေးစီကိုပို့ပေးပါမြန်လေးပြန်လာခဲ့နော်တီတာကမလုတ်ချင်ပေမဲ့ဘာမှမတက်နိုင်ခဲ့တာကြောင့်ဘရင်ကြီးခိုင်းသမျှကိုလှုပ်ဆောင်ရပါတော့တယ်သူမကစိတ်ဆိုးဆိုးနဲ့ထွက်လာပြီးမြို့စားကြီးရဲ့သမီးထွေးထွေးရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ထွေးထွေးရဲ့အိမ်တကားကိုဖွင့်လိုက်စင်ပါပဲထွေးထွေးကိုဓမြတွေကဖမ်းဆီးထားခဲ့ပါတယ်တီတာရောက်လာတော့ဓမြတွေကချက်ချင်းပဲထွက်ပြေးခဲ့ကြပါတယ်တီတာကတော့မင်းအဆင်ပြေလားလို့မေးလိုက်ပါတယ်ထွေးထွေးကတော့ကျမကိုကယ်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင့်ရဲ့နာမည်ကဘာတူလဲတီတာကတော့တီတာမဟုတ်ပါဘူးတီဟာဘာလို့ပြန်ပြောပါတယ်ပြီးတော့သူ့မှာပါလာတဲ့စာကိုမရဲတရဲနဲ့ထုတ်လိုက်ပါတယ်ကျွန်တော်ကဘရင်ကြီးနန္ဒရဲ့စာကိုလာပို့ပေးတာပါထွေးထွေးကတော့ဟာစာရီပို့လာပြန်ပြီလားငါသူ့ကိုကြိုက်မှမကြိုက်တာသူကတိတ်ကိုနူးညံ့လို့နေအဲ့လိုပြောတဲ့အခါမှာတော့တီတာကအံ့အားသင့်သွားပြီးမင်းသူ့ကိုမကြိုက်ဘူးလားလို့မေးလိုက်ပါတယ်ထွေးထွေးကတော့ဘယ်တော့မှမကြိုက်ခဲ့ဘူးဒါပေမဲ့ရှင့်ကိုတော့တွေ့ချင်းရှင်ခုန်သွားခဲ့တယ်လို့ပြောပါတယ်ထွေးထွေးကစကားဆက်ပြောဖို့ကြိုးစားပေမဲ့တီတာကတော့အိမ်ထဲကနေထွက်ပြေးလာခဲ့ပါတယ်သူမရဲ့ပြန်လာကိုနန်းတော်ထဲမှာစောင့်နေတဲ့ဘရင်ကြီးကဟေးအခြေအနေဘယ်လိုလဲလို့မေးလိုက်ပါတယ်တီတာကတော့သူမကအတော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့မိန်းကလေးတစ်ယောက်ပါပဲလို့ပြန်ပြောလိုက်ပါတယ်ဘရင်ကြီးကတော့ဟုတ်တယ်သူမကမင်းပြောတာတက်ပို့ပြီးတော့ပြည့်စုံတဲ့မိန်းကလေးတစ်ယောက်ပဲသူမကငါ့အတွက်စာပြန်လိုက်သေးလားလို့ဘရင်ကြီးကမေးပါတယ်မပြန်လိုက်ပါဘူးဘရင်ကြီးအေးငါလည်းအဲ့လိုထင်တာပဲဘရင်ကြီးအနေနဲ့လက်လျှော့လိုက်တာကောင်းမယ်လို့ထင်တယ်နော်ဘာလို့လက်လျှော့ရမှာလဲကွာပို့ပြီးတော့ကြိုးစားရမှာပေါ့အဲ့လိုနဲ့တမန်တော်တရားလေးကိုဘရင်ကြီးရဲ့ဆေးလမှုကြောင့်ထွေရဲ့အိမ်ကိုမကြာခဏဆိုသလိုရောက်လာတတ်ပါတယ်လောလောလတ်လတ်နေတတ်ပြီးခရီးတွေထွက်ရတာကြိုက်တဲ့ထွေကတော့ဘရင်ကြီးပေးလိုက်တဲ့စာတွေကသူ့အတွက်ရင်ခုန်စရာကောင်းမနေခဲ့ပါဘူးထွေကတော့ဘရင်ကြီးကိုသဘောမကျပေမဲ့ယောက်ျားလေးအောင်ဆောင်လာတဲ့တီရကိုတော့အတော်လေးသဘောကျနေခဲ့ပါပြီအချိန်တိုင်းတာတစ်ခုရောက်လာတဲ့အခါမှာတော့တီတာကထွေနဲ့ဘရင်ကြီးတို့ဟာမလိုက်ဖက်မှန်းသီလာခဲ့ရပါတယ်ဘရင်ကြီးကမင်းလင်းမိုးမင်းနာမှာစာအုပ်တို့ဖတ်နေရတာမျိုးကိုကြိုက်နေတတ်ပြီးတော့တီတာကတော့တကိုယ်တည်းနေတဲ့သူဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဘရင်ကြီးကထွေပေါ်မှာစိတ်ဝင်စားမှုတွေညှော်နှင်းသွားဖို့အတွက်တီတာကဆူတောင်းနေခဲ့ပါတယ်ဒါပေမဲ့လည်းဘရင်ကြီးကတော့ထွေကသူ့အပေါ်မှာစိတ်ဝင်စားလာစေဖို့အတွက်ခရီးတွေထွက်ရတာကိုဘလောက်ထိနှစ်သက်တယ်ဆိုတဲ့အကြောင်းတွေရေးထားတဲ့စာတွေကိုထက်ခါပုံနေခဲ့ပါတယ်ထွေကတော့ဘရင်ကြီးကခရီးထွက်ရတာကိုမကြိုက်ဘဲဒီလိုစာရေးနေတဲ့ပုံမှာစိတ်ပြက်နေမိခဲ့ပါတယ်ဒီလိုနဲ့ထွေရဲ့ဝါသနာပါရတွေလှုပ်ဆောင်နိုင်တီတာကအတူတူလိုက်ပါခဲ့ပါတယ်အားကစားသမားတယောက်လိုလွတ်လပ်ပေါ်ပါစွာနေထိုင်တဲ့သူမရဲ့ပုံစံကသူ့ကိုတီဟာနဲ့ဇေယိုက်ချင်းတူနေတာကိုတီတာကသတိထားမိခဲ့ပါတယ်ညနေခင်းတစ်ခုမှာတော့ဘရင်ကြီးကတီတာကိုသူနဲ့စကားပြောဖို့အတွက်စင့်ခေါ်ခဲ့ပါတယ်ပြီးတော့ဘရင်ကြီးကတီဟာကြီးထွေကငါ့ကိုဘာဖြစ်လို့ပြန်မကြိုက်ရတာလဲဘရင်ကြီးထွေကဟာတဉဏ်ရှိပြီးပေါ့ပါနေထိုင်တဲ့သူမျိုးကိုပဲကြိုက်တာပါဘရင်ကြီးကတော့ဖျားစိန်ုံတွေကစစ်ကူးရင်ဆန်အချစ်ဇလန်းတွေကိုသဘောကျတာလေထွေကဓာကြီးကစားရတာနဲ့ခရီးထွက်ရတာကိုကြိုက်တယ်ဘရင်ကြီးကညနေစည်းစာကိုကြည့်ပြီးလမ်းလျှောက်ရတာကိုကြိုက်တာမလားဒါဆိုရင်ငါပါဆက်လုပ်တင်တယ်လို့မင်းထင်လဲကျွန်တော်ရဲ့အမြင်ကတော့ဘရင်ကြီးနဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့သူနဲ့ဘယ်လိုလုပ်ပြီးညိုင်းပါလဲမင်းပြောတာမှန်ပါတယ်ဒါပေမဲ့မင်းလူတယောက်ကိုချစ်မိသွားရင်နှလုံးသားကိုညာလုံးမမရတာအဲ့ဒါကိုတော့နားလေပါတယ်အချစ်ကအစားတော့တာဆိုရင်အများကြီးစားမိတာနဲ့မအီမသားဖြစ်သွားမှာပဲအဲ့ဒီလိုဘရင်ကြီးတို့စကားပြောနေစင်ပါပဲနန်းတော်တွေကဂီတအတန်စင်တွေကသူတို့စကားပြောတဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်ဘရင်ကြီးကတော့ဒီတန်စင်ကထွေအကြိုက်ဆုံးတန်စင်လေအချစ်အတွက်ဂီတကအစာအာဟာရဖြစ်မယ်ဆိုရင်စက်ဖွင့်ထားလိုက်ပါကွာငါကတော့ဒီဂီတအတန်စင်ကိုမကြိုက်သလို
ထွေးထွေးကိုလည်းမင်းပြစ်လိုက်တော့မယ်လို့ဘရင်ကြီးကပြောပါတယ်တီတာကတော့အဲ့ဒါအကောင်းဆုံးပဲမဟုတ်လားမင်းလင်မွေရဲ့ဘေးမှာစောင်းလေးဖက်နေရတာကိုကျွန်တော်ကကြိုက်တယ်ဟုတ်တယ်ငါလည်းအဲ့ဒါမျိုးကိုသဘောကျတယ်မင်းကငါအတွက်တော့တကယ့်ကိုအဖို့ကောင်းပါပဲကွာဒီလိုနဲ့စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့ဘရင်ကြီးနန္ဒာနဲ့မင်းသမီးလေးတီတာတို့ကစိတ်ချင်းနှီးဆက်လာခဲ့ကြပါတယ်သူတို့ကညနေခင်းတွေမှာဆိုရင်လမ်းလျှောက်ထွက်ကြပြီးတော့ညခင်းတွေမှာဆိုရင်တော့မင်းလင်းဘွေရဲ့ဘေးမှာစာအတူတူဖတ်ကြပါတယ်တီတာလေးကတော့သူ့ရဲ့ဟန်ဆောင်မှုတွေကိုဘရင်ကြီးသိသွားမှစိုးရိမ်နေခဲ့ပါတယ်ဒီနေ့မှာတော့ဘရင်ကြီးကပါတီပွဲတစ်ပွဲကျင်းပဖို့အတွက်ဆုံးဖြတ်ခဲ့ပြီးထွေးထွေးစီကိုစာရေးပြီးဖိတ်ကြားခဲ့ပါတယ်ပြီးတဲ့အခါမှာတော့ဘရင်ကြီးကတီတာကိုစိတ်မပူပါနဲ့ငါထွေးထွေးစီကနေဘာမှမမျှော်လင့်တော့ပါဘူးပြီးတော့ပါတီပွဲညကြရင်မင်းငါနဲ့တူလိုက်เสียမလို့တော့ဘူးမင်းနားလိုက်လို့ရပြီဘရင်ကြီးရဲ့စကားကိုကြားသွားတဲ့အခါမှာတော့တီတာတယောက်ကအရန်ကိုပျော်သွားပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့သူမကပါတီပွဲမှာမိန်းကလေးလိုဝတ်ပြီးတော့တက်ရောက်ခြင်းလိုပဲဖြစ်ပါတယ်ထွေထွေရဲ့အိမ်ကိုစာသွားပြီးတဲ့အခါမှာတော့ထွေထွေကအဲ့ပါတီပွဲမှာရှင်ရောရှိနေမှာလားလို့မေးလိုက်ပါတယ်တီတာကတော့ငါမရှိတော့ဘူးထင်တယ်အဲ့ခါမှာတော့ထွေထွေကရှင်မလာဘူးဆိုရင်ကျမကဘရင်ကြီးရဲ့ဖိတ်စာကိုညှင်းပယ်မှာနော်တီတာကတော့ထွေထွေသာမလာရင်ပါတီပွဲမှာဘရင်ကြီးနဲ့သူမနှစ်ယောက်တည်းဖြစ်နေမှာကိုတွေးရင်းနဲ့ပြောနေခဲ့ပါတယ်ထွေထွေကတော့ကဲကွာအခုလောလောဆယ်တော့ထိုနှစ်ယောက်ရှောက်လေကြရအောင်လို့သူမကိုပြောပါတယ်ရှောက်လေရကနေပြန်လာတဲ့တီတာကဘရင်ကြီးစီကိုသတင်းသွားပို့ပါတယ်ဘရင်ကြီးကတော့ဘလို့လဲသူမလာမားရဲ့လားတီတာကတော့ခေါင်းခပြပါတယ်ဘရင်ကြီးကတော့သူမလာလဲနေပါစီဘလို့ပဲဖြစ်ဖြစ်ပါတီပွဲမှာမင်းတော်ရှိမှာပဲမလားဟာဘရင်ကြီးပဲနားလိုက်တော့ဆိုဘရင်ကြီးကတော့ဘာပဲဖြစ်ဖြစ်ကွာငါမင်းကိုပါတီပွဲမှာတွေ့ချင်တယ်ပါတီပွဲညမှာတော့မင်းသမီးလေးတီတာကတီဟာအဖြစ်နဲ့ပွဲတက်လာခဲ့ပါတယ်သူမကဘရင်ကြီးကိုနှုတ်ဆက်လိုက်ပြီးဘရင်ကြီးကျွန်တော်စားစရာတွေတွားယူလိုက်အောင်မယ်စောင့်နေအောင်နော်လို့ပြောပြီးထွက်သွားခဲ့ပါတယ်ခဏကြာမှာတော့လှေကားတိကနေလှပတဲ့မင်းသမီးလေးဖြစ်နေတီတာကဆင်းလာခဲ့ပါတယ်ဘရင်ကြီးကတော့တီတာကိုငါတို့တနေရာမှာတွေ့ဘူးသလားလို့မေးပါတယ်မင်းသမီးလေးတီတာကတော့ဟင်းတခါမှမတွေ့ဘူးပါဘူးကျမရဲ့နာမည်ကတီတာလို့ခေါ်ပါတယ်ဘရင်ကြီးကတော့ငါနာမည်ကနန္ဒပါဆိုဖီယာနိုင်ငံရဲ့ရှင်မင်းပါခဏလေးနော်ငါရဲ့တမန်တော်ဒီဟာကိုလိုက်ရှာရအောင်မလို့ဒီလိုနဲ့မင်းကြီးကပါတီပွဲထဲမှာတီဟာကိုလိုက်ရှာပါတော့တယ်အဲ့ဒီချိန်တွင်းမှာပဲမင်းသမီးလေးတီတာကချက်ချင်းပဲနှကမ်းမွေးနဲ့သူ့ရဲ့အကိုတီဟာပုံစံကိုပြန်ပြောင်းရပါတော့တယ်ဘရင်ကြီးကသူမကိုတွေ့တော့မင်းဘယ်ရောက်နေရလဲကွာငါပါတီပွဲမှာအရန်ကိုချုံမော်လာပါတဲ့ကောင်မလေးတယောက်ကိုတွေ့ခဲ့တယ်အဲ့ဒါငါသူ့ကိုဘယ်လိုစကားပြောရမလဲမင်းအကြံပေးပါဦးတီတာကတော့ဘရင်ကြီးရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပဲပြောပါဟမ်မဆောင်ပါနဲ့ကျွန်တော်မျိုးအနောက်ကနေလိုက်လာခဲ့ပါမယ်ဒီလိုနဲ့တီတာဟာသူမရဲ့အကိုပုံစံနဲ့သူ့ပုံစံတစ်မျိုးကိုအပြေးလွှားပြင်ဆင်နေခဲ့ရပါတယ်ဘရင်ကြီးကတော့တီဟာနဲ့တီတာကိုတယောက်စီလို့ထင်မှတ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲထွေးထွေးကပါတီပွဲကိုရောက်လာခဲ့ပါတယ်သူမကငါသူ့ကိုလုံးဝစိတ်ဝင်စားဘူးဆိုတာသူသိအောင်လို့ဓာတ်ရိုက်ပြောလိုက်တာအကောင်းဆုံးပဲဒီလိုနဲ့တယောက်တည်းရေရွနေရင်တကောင်းမှရှိတဲ့ကောင်လေးတယောက်ကိုတိုင်မိခဲ့ပါတယ်အဲ့ဒီကောင်လေးကတော့တီတာရဲ့အမွာကိုဖြစ်တဲ့တီဟပါပဲထွေထွေကတော့သူ့ကိုယောက်ျားလေးလိုဟန်ဆောင်ထားတဲ့တီဟလို့မှတ်ပြီးအတင်းလိုက်ခေါ်ပါတယ်ကြောင်အန်းဖြစ်သွားတဲ့တီဟကတော့လန့်သွားပြီးထပြေးပါတော့တယ်အဲ့လိုပြေးနေရင်နဲ့သူ့ရဲ့ညီမလေးတီတာကိုတိုက်မိသွားပါတော့တယ်အဲ့ဒီခါမှာတော့ဘရင်ကြီးနဲ့ထွေထွေကအံ့ဩသွားပြီးတော့ယောက်ျားလေးအောင်ဆောင်ထားတဲ့တီတာကိုမင်းကဘာလို့လဲလို့မေးပါတယ်တီတာကတော့သူမရဲ့ရုပ်ဖြတ်ထားတာတွေကိုဖယ်လိုက်ပြီးအရာအလုံးကိုအမှန်တိုင်းရှင်းပြလိုက်ပါတယ်အဲ့ဒီခါမှာတော့ထွေထွေကဒါဆိုရင်နှကမ်းမွေးတဲ့တီဟာကဘယ်တော့မှမရှိခဲ့တာပေါ့ဒါနဲ့ဘရင်ကြီးရေကျမရှင်ကိုဘယ်တော့မှစိတ်ဝင်စားခဲ့ပါဘူးအဲ့ဒီတော့ကျမကိုစာရီပို့နေတာရှက်တန်းကရက်လိုက်ပါသူမရဲ့
ဒေတို့ပြောတဲ့စကားလေးတွေကိုတီဟာကသဘောကျသွားခဲ့ပါတယ်တီတာကတော့ကျမဘရင်ကြီးကိုမညာခဲ့သင့်ဘူးကျမကိုခွင့်လွှတ်ပါမင်းကြီးလို့တောင်းပန်ပါတယ်မင်းကြီးကတော့သူမကိုခွင့်လွှတ်ခဲ့ပြီးသူမရဲ့ပုံစံအတိုင်းနေဖို့ပဲပြောခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးတော့ဘရင်ကြီးနဲ့တီတာကတယောက်အကြောင်းတယောက်ပိုသိလာပြီးလေးနက်စွာနဲ့ချစ်မိသွားခဲ့ကြပါတယ်ဒီလိုနေ့တရက်မှာတော့ကင်ညာနိုင်ငံရဲ့ဘုရင်ကြီးကဆိုဖီယာနိုင်ငံကိုရောက်ရှိလာခဲ့ပါတယ်။ဖခင်ဖြစ်သူကိုမြင်သွားတဲ့တီတာကဝမ်းသာအားရနဲ့အဖေဖြစ်သူကိုပြေးဖက်ပါတယ်။ပြီးတော့ဘုရင်ကြီးကမင်းတို့ရေမုံတိုင်းတိုင်းလို့တင်းမောပြက်ပြီးတော့ဒီနိုင်ငံကိုရောက်နေတဲ့ကြားလို့အဖေကလိုက်လာခဲ့တာ။မင်းရဲ့အကိုကြီးရောသားကဒီမှာပါဖေ။တီဟာနဲ့ထွေထွေတို့နှစ်ဦးတယောက်လက်ကိုတယောက်ချိတ်ပြီးဝင်လာကြတာကိုတွေ့တဲ့အခါမှာတော့အားလုံးကအံ့အားသင့်သွားကြပါတယ်။ဘာပဲဖြစ်ဖြစ်အဖေသားကတော့သားရဲ့ခီးစဉ်ထဲမှာတန်မိုးဖြတ်မရတဲ့ကောင်းမလေးကိုရှာတွေ့ခဲ့ပြီ။အော်ကောင်းတယ်ကွာ။ငါကတော့ငါရဲ့ကလေးတွေကိုပျောက်လို့လိုက်ရှာနေခဲ့တာ။မင်းတို့ကဒီမှာပြောနေတယ်ပေါ့ဟုတ်လား။နောက်ဆုံးမှာတော့ဘင်းကြီးကသူ့ရဲ့အမွာကလေးနှစ်ယောက်ကိုနန်းနာနဲ့ထွေထွေရဲ့လက်ထဲမှာစိတ်ချလက်ချနဲ့အကဲပြီးသူ့ရဲ့တိုင်းပြည်ကိုပြန်သွားခဲ့ပါတယ်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနားထောင်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ရင်းနဲ့အားပေးခဲ့ကြပါဦးခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ